ဒီမှာ comment လေးတစ်ခုပေါ့ဗျာ comment လေးကကျွန်တော်ကိုမပြောရဘူးလားတဲ့ဆိုတော့ကျွန်တော်ပြောရပါတယ်နောက်ပြီးအခြားသူတွေလည်းထိုင်းလူနဲ့တွေ့တဲ့အခါမှာကိုယ့်မြန်မာနိုင်ငံရဲ့အခြေအနေကိုပြောတတ်သွားအောင်လို့လွယ်ကူတဲ့ထိုင်းစကားလုံးလွယ်ကူတဲ့စာကြောင်းကိုအသုံးပြုပြီးတော့မှကျွန်တော်တခါတည်းရတော့သင်ပြပေးပါမယ်လွယ်ကူကူနဲ့အမြင်တက်ချင်တဲ့သူများရှိလို့ရှိရင်လိုက်ကြည့်ပေးပါခင်ဗျประเทศเมียนมาแผ่นดินไหวมากกว่าไทยประเทศเมียนมาแผ่นดินไหวมากกว่าไทยประเทศเมียนมาမြန်မာနိုင်ငံကแผ่นดินไหวငါရင်တော့တယ်มากกว่าထပ်ပို့ပြီးတော့မှထိုင်းထပ်ပို့ပြီးတော့เนาะဆိုတော့စီလီယွန်ပေါင်းပြီးပါတာပြန်မယ်ဆိုရင်ประเทศเมียนมาแผ่นดินไหวมากกว่าไทยမြန်မာနိုင်ငံကထိုင်းနိုင်ငံထက်ပိုပြီးတော့မှငါရင်လုပ်တယ်เราต้องการความช่วยเหลือมากเราต้องการความช่วยเหลือมากเราငါတို့ကต้องการလိုအပ်တဲ့ความช่วยเหลือကူညီမှုကိုมากအရန်ပေါ့နော်เราต้องการความช่วยเหลือมากငါတို့ကူညီမှုကိုအရန်လိုအပ်တယ်ประเทศเมียนมาไม่มีอุปกรณ์กู้ภัยประเทศเมียนมาไม่มีอุปกรณ์กู้ภัยประเทศเมียนมาမြန်မာနိုင်ငံကไม่มีမရှိဘူးอุปกรณ์ဆိုတာကပစ္စည်းဖြစ်စေအောင်ပြောတာกู้ภัยကယ်ဆယ်ရေးစီလျော်ပေါင်းပြီးပါလာပြန်တော့ประเทศเมียนมาไม่มีอุปกรณ์กู้ภัยမြန်မာနိုင်ငံကကယ်ဆယ်ရေးပစ္စည်းဖြစ်စရာတွေမရှိဘူးดังนั้นมาช่วยได้ไหมดังนั้นมาช่วยได้ไหมดังนั้นအဲ့ဒါကြောင့်มาช่วยလာကူညီတာได้ไหมရမလားစီလျော်ပေါင်းပြီးပါတာပြန်မယ်ဆိုရင်ดังนั้นมาช่วยได้ไหมအဲ့ဒါကြောင့်လာကူညီလို့ရမလားလို့ပြောပြရပါတယ်ใครๆก็สามารถช่วยได้ใครๆก็ဆိုတာဘယ်သူမဆိုပေါ့နော်สามารถဆိုတာနိုင်တာအင်္ဂလိပ်မှာဆိုရင်ကန်နဲ့တူတဲ့စကားလုံးပေါ့နော်ช่วยကူညီတာได้ရတယ်စီလျော်ပေါင်းပြီးပါတာပြန်မယ်ဆိုရင်ใครๆก็สามารถช่วยได้ဘယ်သူမဆိုလာကူညီလို့ရပါတယ်လို့ပြောပြရပါတယ်ขอบคุณทุกคนที่มาช่วยเหลือขอบคุณทุกคนที่มาช่วยเหลือขอบคุณကျေးဇူးတင်ပါတယ်ทุกคนလူတိုင်းကိုที่ဆိုတာဒီမှာတောလို့ပါတာပြန်တယ်มาช่วยဆိုတာมาလာတာช่วยเหลือဆိုတာကူညီတာပေါ့နော်มาช่วยเหลือလာကူညီတာဆိုတော့စီလျော်ပေါင်းပြီးပါတာပြန်ဆိုရင်ขอบคุณทุกคนที่มาช่วยเหลือขอบคุณทุกคนที่มาช่วยเหลือလာကူညီပေးတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်အထင်ပဲရပါတယ်ဒါလေးတွေကိုအားလုံးပဲသုံးလို့စီမီစွာနဲ့ပြန်လဲအသုံးချတက်လိမ့်မယ်လို့ပြောနေပါတယ်အဲ့ဒီမှာတွေ့လို့ရှိရင်ဒီလိုမျိုးလေးပြန်လဲပြောပြတတ်နိုင်ပါစေလို့ဆုမဟောတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်